ရားမှုရှိတဲ့တန်ခါကိုလှူတဲ့ဒါနအကောင်းဆုံးလို့ပြောပြီးအဲ့ဒီတဲ့ကောင်းတာကဘာတော့လို့ဆိုရင်သတ္တုဒ္ဓိတတန်ခါကိုရည်စူးပြီးတော့ကျောင်းဆောင်လှူတဲ့အလှူကတော့ဒီတဲ့ပိုကောင်းတယ်လို့ပြောတာကုသိုလ်ထဲမှာဒါအကောင်းဆုံးလားလို့ဆိုတော့မကုန်သေးဘူးဒါနရဲတော့ဒါကုန်သွားပြီကျောင်းဆောင်တဲ့အလှူကထွတ်ထိပ်ရောက်သွားပြီဒီတဲ့ကောင်းတာကုသိုလ်လုပ်ချင်သေးတယ်ဆိုရင်မလုပ်အောင်ကြည်ညူတဲ့စိတ်နဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာဘုရားတရားသံဃာယရဏ၃ပါးကိုအသက်ကိုအနှင်းပြီးဘဝကိုအနှင်းပြီးတော့တရဏဂုံဆောက်တည်လှူထမ်းခြင်းကချောင်းဆောက်လှူတာတဲ့ပိုကောင်းပြန်များတပည့်တို့ချောင်းဆောက်ဖို့မတတ်နိုင်ဘူးဆိုရင်ချောင်းဆောက်တာတဲ့ပိုကောင်းတဲ့ကုသိုလ်ရှိသေးတယ်ဆိုတာကိုသတိထားဖို့လိုတယ်ဘုရားမှုရှိတဲ့တန်ခါကို